အားလုံးမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုအကြောင်းအရာလေးကတော့လေကျမကို Facebook ကနေညီမလေးကြော့တင်ကြီးကသူ့ရဲ့အိမ်နောက်ဖေးစိုက်ပျိုးထားတဲ့ gardening လေးကိုဘလောက်အောင်မြင်နေဘလို့တွေကြီးထွားနေတယ်ဆိုတော့ဟာလေးကိုဗီဒီယိုရိုက်ပြီးတော့ပို့လိုက်တာအဲ့ဒါလေးကိုတို့တွေအတူတူကြည့်ကြရအောင်ကိုကတော့လေကြည့်ပြီးတော့ပြီအိုးလေးနဲ့စိုက်တာကိုအလိုအပြင်မှာထားစိုက်တာကိုအလိုပေါက်တာကြည့်နေရင်လည်းကောင်းလိုက်တာအဲ့လိုမျိုးတွေဖြစ်နေတယ်ကဲအတူတူကြည့်ကြရအောင်ကဲကြည့်ပါဦးအိုးလေးနဲ့စိုက်ထားတာဟာလည်းမစီးပြီးတော့လေနော်ကိုကလေအိုးတွေအများကြီးဝယ်စင်မလို့အခုမှကြည့်ပုံးဖြူလေးတွေစီရင်ဒီကိုပစ္စည်းတွေ order မှာစားလို့စီရင်လေအတီးရွက်တွေမှာဆိုင်ဒီလိုပုံးဖြူလေးတွေပေးတာရှိတယ်အဲ့ဒါလေးနဲ့လည်းစိုက်ပြိုးလို့ရတယ်ပေါ့နော်အခုတူစိုက်ထားတာကြည့်ပါဦးတင်ကြီးစိုက်ထားတာဟာလေးကြည့်ဦးမှာမုံလာထုတ်တွေရောခရမ်းပင်တွေကိုအရန်ကောင်းခရမ်းဆိုတော့ညှို့နေရပဲမကြည့်ရှမ်းနနာသူ့နေရာကလေအခုကျမနေတဲ့နေရာတဲ့အပူချိန်လေးနည်းနည်းမြင်တော့အပြင်မှာထားစိုက်တာကိုရှမ်းနနာကလည်းကောင်းနေရောအင်္ဂလိပ်ပင်စိမ်းတွေပေါ့နော်အဲ့ဒီပင်စိမ်းကတချို့ကတော်တော်ကြိုက်တယ်ဒီခင်းချင်းပင်လေးဆိုလို့ရှိရင်ဟိုပါလဲကိုင်းဒီခရမ်းချင်းကောင်းနေရောညှို့ပြီးတော့လေနော်လူဒီအားရကျဲကောင်းနေရောအပင်စိုက်တာလေစိတ်ချမ်းသာရဒီလားမခရမ်းပင်ကလည်းကြုံညှို့ပြီးတော့ဒါလေးဆိုရင်မြန်မာမနီရွက်ပင်လေးပေါ့နော်ငရုတ်လည်းအမျိုးမျိုးကြည့်အောင်အရွက်ကိုကြည့်အောင်နုဖားပြီးတော့လေရှုံလုံးကြီးဖြစ်နေဘလောက်အားရဖို့ကောင်းတယ်လေနော်အပင်စိုက်တာအိုးလေးနဲ့ပဲစိုက်ထားတာအိုးလေးနဲ့စိုက်တာခရမ်းနေလေကြည့်အပွင့်နေပွင့်နေအောင်တမြေဩဇာတွေကိုအခုလိုဖဲတီးတွေပါလိစားပြီးပြီဆိုလို့ရှိရင်အခုလိုဖြတ်ပြီးတော့မှထည့်ထားလိုက်တယ်ကြက်ဥခွန်လေးထည့်တယ်ကောင်းနေအောင်ဒီမှာလည်းကြည့်ခရမ်းနေကခဏချက်မုံဒီဘက်ချက်မှရှိတယ်ငရုတ်ပင်ကိုတအားကြိုက်တာပဲငရုတ်ပြီးကြိုက်တယ်လို့လည်းဖြစ်လေနုပြီးတော့လေအရွက်လေးတွေပါအကုန်လုံးဒါခရမ်းကျင်းတွေကောင်းနေရောအယုံဖြစ်နေတာနော်အိုးလေးနဲ့စိုက်တော့လေနော်ကဲဒီမှာကြည့်တခွားပင်ကြည့်ထားဘာလေးလာမလဲဆိုတာကိုဒီမှာအတီးလေးကိုမကြည့်အကြီးသားကြီးတွေဖြစ်နေကုန်ပြီလေကဲအဲ့လိုမြင်နေရရင်ကိုပြောနေရောအောက်ခြေမှာကနေကိုစတီးတာကဲကြည့်အောင်အတီးတွေအပွင့်နေလည်းအများကြီးရှိတယ်ထပ်တည်းအောင်မှာအဲ့ဒီတခွားလေးလေမနေ့တုန်းကကျမစိုက်တယ်စားကိုမနိုင်ကဲဘူးစင်လေးကိုလည်းကြည့်အောင်ချစ်စရာလေလောက်ထားတာလည်းချစ်စရာလေအရွက်ခုစားမလားအချိန်တိုင်းရဲ့ဒီခုစားမလားဘူဒီတီမအရေးလာမတော်နဲ့ကြည့်ပါဦးလှုပ်ထားတာတရလေးစိုက်ပြထားတာမြေအလွတ်မရှိဘူးနော်မြေမရှိဘူးတမန်တလင်းပုံမှာအိုးလေးတွေနဲ့ရတလောက်ကိုစိုက်တာကောင်းနေရတာရွှေဖေုံပင်ဖြစ်မယ်ရွှေဖေုံပင်မကြခင်တီးတော့မယ်တာအတီးတောင်စားတီးတော့မယ်အမဒါစင်အမဖွင့်အတီးရှိနေပြီကဲအခုဗီဒီယိုလေးကိုကြည့်ပြီးတော့လေစိုက်ပျိုးချက်စိတ်တွေပေါက်မသွားဘူးလားမြေအလွတ်မရှိဘူးနော်တမန်တလင်းပေါ်မှာအိုးလေးတွေနဲ့ရှိတဲ့ပုံးလေးတွေနဲ့စိုက်ထားတာအကုန်လုံးကလေညှို့ဆိုင်ပြီးတော့မှအောင်မြင်နေချက်ဘလောက်အားရဖို့ကောင်းလဲကဲအခုချက်ချင်းပဲစိုက်လိုက်ကြစို့နော်ဗီဒီယိုလေးကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အခုလိုပဲဗီဒီယိုကျမရဲ့ page မှာဗီဒီယိုလေးတွေမျှဝေပေးချင်တဲ့ဆိုရင်ကိုယ့်ရဲ့ gardening လေးကိုဗီဒီယိုလေးရိုက်ပြီးတော့မှကျမရဲ့ messenger ကနေပို့ပေးလို့ရပါတယ်ရှင်အားလုံးပဲတတ်တာပါ